ကြောက်နေတဲ့အုံနှောက်ကတင်ယူမှုမလုံနိုင်ဘူးဆိုတာကိုသိကြလားကျမတို့ကလေးတစ်ယောက်ကို preschool စထားရမယ်ဆိုရင်မိဘတွေဘာတွေကိုအရင်ဆုံးစဉ်းစားကြလဲဘယ်တင်ယူကောင်းလဲဆရာဆရာမအင်အားဘယ်လောက်ရှိလဲကျောင်းကဘာ facility တွေပေးထားလဲဘာတင်ထောက်ကူတွေသုံးလဲဒီလိုအကြောင်းအရာတွေကိုစပြီးတော့ကျမတို့စဉ်းစားကြတယ်အဲ့ဒါမှားလားဆိုတော့လုံးဝမမှားဘူးเนาะဒါပေမဲ့အခုကျမပြောမယ်အချက်အဲ့ဒီ၃ချက်ကိုသိထားရင်ကျောင်းရွေးချယ်တဲ့အပိုင်းမှာပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်ပေါ့เนาะအဲ့လိုပဲတခြားတစ်ဖက်မှာဆရာဆရာမတွေအနေနဲ့လေဒီ၃ချက်နဲ့တိုက်ညီတဲ့ environment တစ်ခုကိုတိဆောက်ပေးနိုင်နေဆိုရင်ကလေးတွေအတွက်ပို့ပြီးတော့ကျမတို့ကောင်းတာပေါ့เนาะဆိုတော့ပထမဆုံးအချက်နံပါတ်1 safe ဖြစ်တယ်ပေါ့နော်ဒါကိုကျမတို့ neuroscience ဘက်ကအုံနောက်သိပ္ပံကိုစမ်းသပ်ကြတဲ့ဘက်ကလည်းအတိအလင်းထုတ်ဖော်ပြပြီးသားဖြစ်တယ်ပေါ့နော်အုံနောက်ကလေးရတဲ့ကျမတို့ safe ဖြစ်တယ်လို့ခံစားရမှသူကတင်ယူတာတို့စူးစမ်းတာတို့လေ့လာတာတို့လုပ်တယ်အဲ့တော့ကလေးတယောက်ကအကြောင်းကိုရောက်ပြီဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်ကြီးမှာသူရှာနေတဲ့အရာတွေက worksheet တွေလည်းမဟုတ်ဘူးကစားစရာတွေလည်းမဟုတ်ဘူးဒီပတ်ဝန်းကျင်မှာသူ့အတွက်လုံခြုံရဲ့လားဒီပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေကသူ့ကိုအန္တရာယ်မပေးဘူးဆိုတာသိကြရဲ့လားအချိန်တန်ရင်ဖေဖေမေမေကပြန်လာခေါ်မယ်လို့ပြောတဲ့စကားဒီမှန်ရဲ့လားဆိုရယ်အဲ့ဒီ safe ကိုအရင်ရှာတယ်တဲ့ဆိုတော့အဲ့ဒီ safe လေးကိုနံပါတ်1အနေနဲ့တိဆောက်ပေးရမယ်ပေါ့နော်နံပါတ်2အနေနဲ့ကကြတော့ love ချစ်ချင်းမေတ္တာပေးတဲ့ဟာမျိုးอ่ะတကယ်အစစ်အမှန်ဟုတ်ရဲ့လားဆိုတာကိုကလေးကစူးစမ်းနေတဲ့ဒါကိုကြတော့ကျမတို့ဒီသိပ္ပံပညာရှင်တွေလည်းဖြစ်တယ်အဲ့လိုပဲ psychologist တွေဖြစ်တယ်စိတ်ပညာရှင်တွေဖြစ်တဲ့ John Bowlby နဲ့ဒီ Mary Ainsworth တို့ရဲ့သူတို့ရဲ့ attachment theory ပေါ့နော်အဲ့ဒီ theory အရဆိုရင်ချစ်ချင်းမြတ်တာကနေမှတဆင့်ယုံကြည်မှုကိုတည်ဆောက်တယ်ယုံကြည်မှုကနေမှတဆင့်လေ့လာစူးစမ်းတဲ့အသစ်တွေကိုရှာဖွေရဲဆိုတဲ့အဆင့်ကိုသူတို့ကသွားကြတာပေါ့ဆိုတဲ့ခါကျတော့ကျမတို့ကဒီကျောင်းဆိုတဲ့ပတ်ဝန်းကျင်မှာကလေးတီ safe ဖြစ်တယ်လို့ခံစားရပြီးတဲ့အချိန်မှာနောက်တစ်ဆင့်အနေနဲ့ချစ်ချင်းမြတ်တာကိုခံစားရလားဆိုတာကိုသူ့အုံနောက်ကလေးရရှာဖွေတယ်တဲ့သူငိုတဲ့အချိန်မှာဆီယမကသူ့ကိုဖတ်ပေးလားဒီချယ်ရီကသူ့ကိုပြုံးပြလားအမားလုံးမိရင်ရောစူခံရသေးလားဒီလိုအရာမျိုးတွေကနေမှတဆင့်ချစ်ချင်းမြတ်တာဒီအစစ်အမှန်ဟုတ်သလားမဟုတ်သလားဆိုတာကိုကလေးကစမ်းစစ်ပါတယ်တဲ့ဒါနံပါတ်2အချက်ပေါ့နော်အဲ့ဒီ safe ဖြစ်တဲ့ love ကိုလည်းခံစားရတယ်ဆိုမှနောက်ဆုံးအဆင့်ကျမတို့လိုချင်တဲ့learn လို့ပြောတဲ့သင်ကြားခြင်းသင်ယူခြင်းဖြစ်စဉ်ကြီးကဖြစ်ပေါ်တာအဲ့ကြမှာအဲ့ဒီသင်ကြားခြင်းတကားကြီးကစပွင့်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကလေးတယောက်ကိုအကြောင်းပို့ပြီးဆိုရင်အကြောင်းရောက်တာနဲ့ကဲ Thai ABC ဆိုမယ်ကာကြီးခါခွေးဆိုမယ် worksheet တွေလောက်ကြမယ်ဆိုတော့ learning process ကိုအရင်မသွားရဘူးဘာကိုအရင်စသွားရလဲဆိုတော့ကလေးကို safe environment အရင်ပေးရတယ်love လို့ခေါ်တဲ့ချစ်ချင်းမြတ်တာကိုစစ်စစ်မှန်မှန်ခံစားတတ်အောင်အရင်ပြသပေးရတယ်ဒီ safe နဲ့ love နဲ့ရှိပြီဆိုမှပဲကလေးဒီ learning ဆိုတဲ့ process ကိုသူ့ရဲ့အုံနှောက်ကလေးကသူ့ရဲ့ခန္ဓာကိုယ်ကသူ့ကိုယ်တိုင်ဒီဟာကိုလိုလားလားနဲ့လှုပ်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ကလေးတယောက်ကို preschool ပို့ပြီဆိုရင်မိဘတွေဘက်ကကောဆရာဆရာမတွေဘက်ကကောဒီ၃ချက်ကိုထည့်ပြီးတော့ကျွန်တော်တို့စဉ်းစားရမယ်ကလေးဒီ safe ဖြစ်ရဲ့လားကလေးဒီ love ချစ်ချင်းမြတ်တာကိုခံစားရရဲ့လား and then ပြီးတော့မှကလေးဒီ learn တကယ်သင်ကြားနေသလားသင်ယူနေသလားဆိုတာကိုကျွန်တော်တို့စမ်းစစ်ဖို့လိုပါတယ်ဒီချက်ခင်မှာရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်